အားလုံးပဲမင်္ဂလာပါကျွန်တော်ခွန်မျိုးပါเนาะဒီနေ့ကကျွန်တော်ဒီဗီဒီယိုရိုက်တဲ့အကြောင်းရင်းကကျွန်တော်ဗီဒီယိုရိုက်လာခဲ့တဲ့တစ်လျှောက်လုံးပေါ့เนาะအမေးများတဲ့မိခွန်းလေးကိုကျွန်တော်လာပြီးဝေမျှတာဖြစ်ပါတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်ဒီဆောင်းတိုင်းပွဲမှာကျွန်တော်ရိုက်ခဲ့တဲ့ဗီဒီယိုမှန်သမျှအကုန်လုံးကဘာကင်မရာနဲ့ရိုက်တာလေးပေါ့เนาะဘာဖုန်းမျိုးစားနဲ့ရိုက်တာလေးပေါ့ကျွန်တော်ကင်မရာနဲ့ရိုက်တာမဟုတ်ပါဘူးကျွန်တော်လက်ရှိကင်နေတဲ့ဖုန်းနဲ့ရိုက်တာပါကျွန်တော်ဖုန်းကVivo ပေါ့နော်Vivo 29နဲ့ကျွန်တော်ရိုက်ခဲ့တဲ့ဗီဒီယိုကြည့်ကြပါပေါ့နော်အဲ့တချို့ဟာတွေကျွန်တော်ရိုက်တာကျွန်တော်မိဘုံပြန်နေကြတော့ကျွန်တော်အချိန်နဲ့လူပြီးရိုက်ရတာရှိတယ်တချို့ဟာတွေကကျွန်တော်ဘယ်လိုပြောမလဲမဖြစ်တဲ့ဟာတွေလည်းအများကြီးရှိပါတယ်နော်ဒီဝါသွားတဲ့ဟာတွေဘလားတွေဒါဟိုဖြစ်ညအမောင်ချိန်နဲ့ရိုက်ထားတာဆိုတော့တချို့ကအဆင်မပြေတာတွေလည်းအများကြီးရှိတယ်တချို့ဗီဒီယိုဆိုလည်းကောင်းကောင်းလေးနဲ့ရသွားတဲ့ဗီဒီယိုတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့ဗီဒီယိုတွေကအခုကျွန်တော် extra mic လည်းမသုံးဘူးပေါ့နော်အခုကျွန်တော်ပြောနေတာလည်း mic နဲ့မသုံးဘူးတချို့ဗီဒီယိုမှာကျွန်တော် mic extra mic နဲ့ပို့သုံးရင်ပို့တော့အတန် noise တွေပို့ပြီးတော့မှမဖြစ်တော့ဘူးပေါ့နော်အားကြောင့်တစ်ခါလေးကျကျွန်တော်ဗီဒီယိုရိုက်တဲ့အချိန်မှာ extra mic လေးနဲ့သုံးရင်ပိုကောင်းတာပေါ့နော်အတန်လေးကပို့ပြီးတော့မှအဆင်ပြေတယ်အခုကကျွန်တော်အဲ့လိုမဟုတ်ဘဲနဲ့ဒီတိုင်းပဲ random ပဲရိုက်ရတဲ့အတွက်အချိန်လူပြီးရိုက်ရတဲ့အတွက်ကျွန်တော် video quality လဲဟိုကင်မရာလောက်တော့မကောင်းဘူးပေါ့နော်ဒီအဲ့နဲ့ဟိုအားပေးတဲ့လူတွေအများကြီးရှိပါတယ်ကျွန်တော်အဲ့လိုမေးနေကြတာပေါ့ဗီဒီယိုဘာနဲ့ရိုက်သွားလို့ဗီဒီယိုဟိုကောင်းတယ်ဆိုတော့အဲ့ဒါမဟုတ်ဘူးပေါ့ဒီ edit မှာကျွန်တော်တိတ်တော်မှဟိုမလုပ်ဘူးပေါ့ edit တော်မှကျွန်တော်ဒီအလုံးအနိကဖြစ်ငက်ကတ်လောက်ပဲဟိုအချိန်နဲ့လူပြီးတင်ရတာဆိုတော့ကျွန်တော်အချိန်ခက်တက်တွက်လဲတင်ရတာဆိုတော့တချို့ဟာတွေကျွန်တော် color rating နဲ့လည်းမချိန်ဘဲနဲ့ဒီတိုင်းပဲတင်ခဲ့ရတယ်ရှိရပါတော့အားကြောင့်ဒီ video phone နဲ့လည်းအဆင်ပြေတယ်ပေါ့နော်ကျွန်တော် content creator စလုပ်မယ်ဆိုရင်တော့ကျွန်တော်ခုနကလိုကင်မရာတွေရှိမှပစ္စည်း accessory ရှိမှမဟုတ်ဘဲနဲ့ကျွန်တော်တို့လက်ရှိတဲ့ဖုန်းလေးနဲ့ဖြည်းဖြည်းချင်းတွားရင်လည်းရတယ်ဆိုတော့အကြောင်းပြောချင်ပါတယ်အားကြောင့်ကင်မရာကြီးရှိမှကျွန်တော်တို့ vlog လုပ်လို့ရတာမဟုတ်ပါဘူးကင်မရာမရှိလဲကျွန်တော်ဒီဖုန်းနဲ့ကျွန်တော်အနေထားမှန်မှန်နဲ့ပေါ့နော်အဲ့လိုမျိုးရိုက်တတ်ခြင်းလဲအဆင်ပြေတယ်ဆိုအကြောင်းပြောချင်ပါတယ်အားကြောင့်ဒီတောက်လျှောက်ကျွန်တော်မကြခင်မှာfull blog လဲထပ်ရိုက်ပါမယ်နောက်ခရီးသွားတဲ့ blog လေးတောက်လျှောက်ရိုက်ဖို့လဲရှိပါတယ်ဒီဖုန်းနဲ့ပဲရိုက်သွားမှာပါကျွန်တော်ဗီဒီယိုလေးဆက်ပြီးအားပေးကြဖို့ပြောချင်ပါတယ်ဒီဗီဒီယိုကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆုံတွေ့ကြပါစို့ bye bye